တေချာစင်စားမိတ်ဆွေအချိန်တွေဟာတရွေတွေသွားနေပြီအသက်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ဘာနဲ့မှရွေဝေမရတေချာစင်စားကြည့်ပါဓမ္မလုံးတွေစိတ်ချဒီလားမမြောင်လင်းတဲ့နေ့မှနေဝင်ခေမနဲ့ပြန်နေဟာငါတို့မပိုင်ဘူးနော်ဒီလောကကြီးကမတည်မြဲဘူးလေယုံကြည်ရင်နဲ့ဝတ်ထွားတွေမမြောင်လင်းတဲ့နေ့မှနေဝင်ခေစီစဉ်ချနာချွေဝါနေဖို့တဲ့ဒီဝိညာဉ်ရေးကဖို့အရေးကြီးတယ်အချင်းရှိလို့မှပြန်ဆန်းစစ်ပါနောက်မချတဲ့ခင်မှာတေချာစင်စားမိတ်ဆွေအချင်းတွေဟာတဲ့ရွေသွားနေအသက်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ဘာနဲ့မှရွေဝေမြာတေချာစင်စားကြည့်ပါဓမ္မလုံးတွေစိတ်ချပြီလားမမြောင်လင်းတဲ့နေ့မှနေဝင်ခေမမြောင်လင်းတဲ့နေ့